မင်္ဂလာပါခင်ဗျဒီနေ့တော့ကျွန်တော်မေဗီဒီယိုလေးမစခင်မှာမေခွန်းလေးတစ်ခုရေးမေးခြင်းတယ်ကျွန်တော်တို့လူသားတွေကအလုပ်တစ်ခုကိုမြန်အောင်တက်တာအောင်ဘယ်လိုလုပ်ကြမလဲအဲ့ဒါကတော့ automation ပဲ automation ဆိုတာဒီအခုရုပ်တရက်ကြီးမှာပေါ်လာတာတော့မဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းရာကြီးတွေကလူတွေကစက်ရုံတွေမှာလူအစားစက်ပစ္စည်းတွေကိုတုံးလာတယ်နောက် industrial တွေမှာ automation ကိုတုံးနေကြတယ်အဲ့ဒါနေပြီးတော့တဆင့်ကွန်ပျူတာတွေပေါ်လာတဲ့အခါမှာ digital စနစ်နဲ့အလုပ်လုပ်တဲ့ software automation တွေဖြစ်လာခဲ့ကြတယ်။ယနေ့ခေတ်ကုတ်တွေအများကြီးရေးစရာမလိုပဲလုပ်ငန်းခွင်တွေမှာပဲ auto ဖြစ်အောင်လို့ no code automation ခေတ်ကိုရောက်ရှိနေပြီ။ဒီနေ့အဲ့ဒီခေတ်ရဲ့အလန်းဆုံး automation တစ်ခုဖြစ်တဲ့ Power Automate ကိုသုံးပြီး SharePoint table တွေက data တွေအတွက် generate ID ထုံနည်းလေးကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။အဲ့ဒါကို Power App နဲ့ချိန်ပြီးတော့Power Automation ရဲ့ SharePoint ရဲ့သုံးခုချိတ်ဆက်ပေါင်းဆက်ပြီးတော့အသုံးပြုပုံ step by step သိစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်။ဒီဘာ system ကိုစောင့်မလဲဆိုတော့ကျွန်တော်တို့ရုံးတွေမှာသုံးနေတဲ့ ticket system တွေရှိတယ်။ဥပမာကျွန်တော်တို့အခု marketing အနေနဲ့ပဲကျွန်တော် ticket system လေးတစ်ခုစောင့်ပြမယ်တော့လေစောင့်ထားတာလေးပြမယ်ပေါ့။ဘယ်လိုစောင့်ထားမလဲဆိုတော့ကျွန်တော်တို့ marketing ကို ticket တစ်စောင်ဥပမာdepartment တစ်ခုကနေပြီးတော့သူတို့ ticket ရှိတယ်ဥပမာဖြည့်ရှင်းစရာရှိတယ်ဥပမာ ticket တင်စရာကျွန်တော်တို့ဒီ marketing နဲ့ပတ်သက်တဲ့ activity တစ်ခုခုလုပ်ပေးစရာဒါမှမဟုတ် graphic design content ဖန်တီးပေးစရာရှိတယ်ဆိုတို့က ticket တင်မယ် ticket တင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရှိကို ticket ဝင်မယ် ticket ကဘယ်လိုရင်ဝင်မလဲဆိုတော့ကျွန်တော်တို့ရဲ့ management level တွေသို့မဟုတ် head သို့မဟုတ် manager ရှိကို ticket က approve reject တောင်းမယ် approve reject တို့ကနှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့တက်ဆိုင်ရလူရှိကို ticket ကဝင်သွားမှာဖြစ်တယ်အဲ့ဒီ system လေးပြမှာဖြစ်ပါတယ်ကျွန်တော်အရင်ဆုံး Power App ကနေပြီးတော့ app တစ်ခုလုပ်မယ်ပေါ့လေဒါကMicrosoft 360ရဲ့ app in app ပေါ့လေအဲ့ဒါလေးပြင်မယ်အဲ့လုပ်မယ်ဆိုတော့ဒီခေါင်းကို screen ဒါကတော့ screen လို့ခေါ်တယ် screen ဆိုတော့သူ့ကိုထည့်မယ်ဆိုရင်ဒီ screen ထည့်မယ်ဒီကောင်းစီဆိုကျွန်တော်တို့ screen ဒါနာမည်ကြိုက်တာပေးလို့ရတယ် screen ဆိုတဲ့ဒီမှာ screen ထဲမှာဘာလို့ container ထည့်ရလဲဆိုတော့ container ထည့်တယ် container ဘာလို့ထည့်ရလဲဆိုတော့ container က responsive ဖြစ်အောင်လို့ကျွန်တော်တို့ mobile view နဲ့ကြည့်ရင်တစ်မျိုး tablet view laptop view desktop view အဲ့ဒါဆိုရင်ကျွန်တော်တို့ view တွေကဘယ်လိုပဲပြောင်း responsive ဖြစ်သွားမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ container ကိုသုံးရတိုင်းဖြစ်ပါတယ် container ကိုသုံးမယ်ဆိုရင်ထည့်မယ်ဆိုရင် insert ကနေပြီးတော့ဒီနားမှာlayout ဆိုတာရှိတယ်အဲ့မှာ container ရှိတယ် vertical container horizontal container ဆိုတာရှိတယ်ကျွန်တော်တို့ကအခုကစာကဒီလိုမျိုး vertical သွားမှာဖြစ်တဲ့အတွက်ကျွန်တော် vertical container ကိုထည့်ထားတယ်သူကအဲ့မှာ responsive ဖြစ်အောင်လို့ဆိုရင်ဘာလုပ်ကလဲဆိုတော့ကျွန်တော်တို့ဒီ white မှာ parent dot white height မှာကြာရင် parent dot height ဒီကောင်လေးတွေထည့်ပြလိုက်ပြီဆိုရင်ဒီကောင် responsive ဖြစ်သွားပြီ okay ပြီးသွားပြီကျွန်တော်ဘာဆက်ပြမလဲဆိုတော့ဒီအလယ်မှာကျွန်တော်တို့ticket တင်ဖို့အတွက် cloud တစ်ခုပေါ့ဒီ cloud ကိုနှိပ်လိုက်တာနဲ့ ticket function ရောက်သွားမယ်ဆိုတာကိုလုပ်မယ်ကျွန်တော်ဒီမှာလဲစာလေးပြခြင်းတယ်ဆိုတော့စာလေးတစ်ခုရေးလို့ရတယ်ကြိုက်တာရေးလို့ရတယ် okay ဒီမှာ ticket ဒီထဲမှာဘာထည့်ထားလဲဆိုတော့စာထည့်ထားတယ် label စာထည့်ထားတယ်နောက်ဒီမှာ label text label စာထည့်ထားတယ်ဒီမှာ button တစ်ခုပါမယ်ဒီမှာ button ဒီ button ကထည့်လိုက်ရတယ်မထည့်လိုက်ရတယ်အကြောင်းမဟုတ်ဘူး okay ဒီ ticket ကိုနှိပ်လိုက် ticket form ဆိုတဲ့ button လေးကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့က function ကိုရောက်သွားအောင်လုပ်မယ်ရောက်သွားအောင်လုပ်မယ်ဆိုတော့ကျွန်တော်တို့ကဒီဟာအရင်ပြီးသွားပြီဆိုရင်ဘာဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့ကနောက်တစ်ခု ticket form ရှိကိုသွားဖို့အတွက်ကျွန်တော်တို့ကဒီမှာ ticket form တစ်ခုစောက်ကမယ် ticket form တစ်ခုစောက်ကမယ်ဆိုတော့ဒီမှာ screen တစ်ခုထပ်ပြီးတော့အလုပ်လိုက်မယ် blank ဆိုတဲ့ screen တစ်ခုအလုပ်လိုက်ပြီးသွားရင်ကျွန်တော်ခုနလိုပဲ container ထည့်မယ်ခုနလိုပဲ container ထည့်လိုက်မယ် container ထည့်ပြီးသွားပြီဆိုရင် parent dot height ထည့်မယ်ထည့်ပြီးသွားပြီဆိုရင် container တွေထည့်တော့မယ် vertical container ကျွန်တော်ဒီထဲမှာ vertical container ထည့်လဲထည့်ပြီးသွားရင် horizontal container 3လုံးထည့်မယ်ဘာလို့ horizontal container ဒီ container ကဒီခေါင်းစဉ်လေးထည့်ခြင်းလို့ဒီ container က ticket form အတွက်ဒီအောက်ဆုံးက container ကကြတော့ submit form နှိပ်ဖို့အတွက်ထည့်ခြင်းလား okay ဒီ container မှာကျွန်တော်တို့ထည့်လိုက်ပြီးသွားထည့်ပြီးသွားရင် container ထဲမှာကျွန်တော်တို့ label ထည့်မယ် label ထည့်မယ်ဆိုရင်ဒီအကနိုင်ပြီးတော့ text label ကိုနှိပ်လိုက်ရုံပဲlabel လေးဝင်သွားမယ်ဒီ container ရဲ့ဘယ်ဘက်လားညာဘက်လားနှိပ်ချင်ဒီမှာအလဲကိုဝင်ရွှေ့ချင်တာလားဘေးကိုရွှေ့ချင်တာလား okay ဒါလေးလုပ်လို့ရမယ် okay ဒီ container ပြီးသွားပြီဆိုရင်အောက်က container မှာ form စဆောက်မယ် form စဆောက်မယ်ဆိုတော့ကျွန်တော်တို့ဘာလို့လုပ်ပြီးလဲဆိုတော့အဲ့ကြရင် SharePoint မှာကျွန်တော်တို့
ဒီ font စောက်ကမယ်ပေါ့လေ ticket table စောက်ကမယ် table စောက်ကမယ်ဆိုတော့ကျွန်တော်တို့ကဒီ list ကနေ SharePoint ကိုသွားမယ် SharePoint ကိုသွားပြီးဒီ list ကနေပြီးတော့နှိပ်လိုက်တာ ਨੇ ဒီမှာ list ကိုဆက်နှိပ်လိုက်ရင်ကျွန်တော်တို့ table တစ်ခုရမယ် table ကိုကြိုက်တဲ့နာမည်ပြီးကျွန်တော်အခုဒီမှာဆိုရင်ဒီ table ကိုကျွန်တော်စောက်လိုက်မယ်ကျွန်တော်အဲ့မှာ table မှာဘာတွေပေးလို့ရလဲဆိုတော့ add column နဲ့ကျွန်တော်တို့ထပ်ပြီးတော့လိုချင်တာတွေဖြည့်သွားရကျွန်တော်ဒီမှာထည့်ထားဆို ticket ID ထည့်ထားတယ် email ထည့်ထားတယ် team leader ရဲ့ email တောင်းထားတယ်ပြီးရင် department တောင်းတယ် product တောင်းတယ်ကိုဘာ product ကိုrequest လုပ်ချင်တာလဲဆိုတာတောင်းတယ် priority တောင်းတယ်ပြီးရင် purpose of request တောင်းတယ် request type တောင်းတယ် deadline တောင်းတယ်ဒီမှာ video တို့ဥပမာဖုန်းတို့ link ပေးခြင်းတယ်ဆိုရင် link အတွက်တောင်းတယ် okay ဒါရပြီနောက်တစ်ခုထပ်ပြီးစောက်ထားမှာပါလဲဆိုတော့ ticket ID က ID ကို generate ထုတ်တဲ့ဟာမှာဒီကပြောခြင်းနဲ့ generate ပေါ့လေ ticket ID generate ထုတ်တာဒီ auto ထုတ်မှာဖြစ်တဲ့အတွက်ဒီဘက်နောက်တစ်ခုထပ်စောက်ထားမယ်ဒီဘက်နောက်တစ်ခုဆက်မယ်သူ့ ID name ဆိုပြီး name ပြောင်းမှဒါကြိုက်တဲ့နာမည်ပေးလို့ရ less ID ဆိုပြီးတော့ less ID မှာ0ထည့်မယ်သူကိုထည့်မယ်ဆိုရင် new ကိုနှိပ်လိုက်ဆိုကျွန်တော်ဒီထဲမှာ ID name ထည့်လို့ရတယ် less ID ကို0ထည့်မယ်ဒီမှာကြိုက်တာထည့်တဲ့အဲဆိုရင်တင်လိုက်ဒီမှာဝင်သွားမယ်ဒီတစ်ခုပဲထည့်အောင်မယ်โอเคရပြီဒီနှစ်ခုကလည်းရသွားပြီဆိုရင်ဒီ app ကိုပြန်သွားမယ် power app ကိုသွားပြီးသွားရင် font ထဲကနေပြီးတော့ font ထဲမလုပ်ခင်ဒီမှာ data ဆိုတာရှိတယ်ကျွန်တော်ဒီမှာတော့ချိန်ပြီးသားဖြစ်နေလို့ဒီမှာခုနက table နှစ်ခုပြန်ချိန်ရမယ်ဒီမှာ set ထဲမှာ table ရဲ့ SharePoint ကိုနှိပ်ပြီးသွားရင် SharePoint ကိုနှိပ်ပြီးသွားရင်ဒီကိုယ့်ရဲ့ခုန site ထဲကိုဝင်ပြီးတော့ဒီ table နှစ်ခုပြန်ချိန်ရလိုက်ချိန်ပြီးသွားရင်အဲ့ဒါဆိုရင်ဒီကောင်ဆက်ပြီးသုံးလို့ရတယ်ဒီကောင်ကို font ထည့်ပြီးဆိုတာ ਨੇ ဒီ ticket နဲ့ချိန်သွားမှာချိန်သွားပြီဆိုရင်သူ့ရှိမှရှိတာခုနကကျွန်တော်ထည့်ထားတဲ့ email တို့ deadline တို့တင်းနေတာဘာညာအကုန်ဝင်သွားပြီဆိုရင်ဒါရပြီဆိုတော့ဒီ ticket ကို submit ကိုနှိပ်လိုက်တာ ਨੇ table ထဲမှာdata ဝင်သွားမယ်အဲ့ data ကဘယ်ဟိုရောက်မလဲဆိုတော့ marketing ကိုလည်း email ရောက်လာမယ်အဲ့လိုဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အရင်ဆုံး power automation ကိုတွားမယ်โอเคကျွန်တော်တို့ power automation ကိုရောက်လာပြီဆိုရင်ကျွန်တော်တို့စပြီးတော့ create လုပ်မယ် create လုပ်ပြီး auto cloud flow နဲ့နှိပ်မယ်ကျွန်တော်ဒီမှာတော့စောက်ပြီးသားလေးရှိတော့စောက်ပြီးသားနဲ့ပဲပြလိုက်မယ် generate ID ဆိုတဲ့နေရာမှာစောက်ပြီးသားရှိတယ်ဒီကောင် edit လုပ်မယ်ဆက်စချင်းမြင်ရမှာကဘာပဲမြင်ရမလဲဆိုတော့ဒီတစ်ခုပဲဒီနေရာမှာတစ်ခုပဲရှိမယ်ကျန်တဲ့ဟာတွေမရှိသေးဘူးဒီကောင်ကဘာလောက်ကမလဲဆိုတော့ကျွန်တော်တို့ရှေ့ရကနေပြီးတော့ပြန်ပြီးတော့လာတဲ့ data ကိုဖမ်းဖို့အတွက်ဒီ power app ကနေပြီးတော့လာတဲ့ data ကိုဖမ်းဖို့အတွက်ကျွန်တော်ဒီမှာထည့်ထားမှယူမယ်ပေါ့လေအဲ့တော့သူ့ကို power app ကနေလာတဲ့ data ယူဖို့အတွက်ဆိုရင်ကျွန်တော်ဒီနေရာမှာတစ်ချက်နှိပ်လိုက်တာနဲ့သူကဘာမျိုးလာမလဲဆိုတော့ဒီမှာ power app ဆိုပြီးတော့ရှာလိုက်ပြီးဆိုရင်ကြာလာလိမ့်မယ်ဒီမှာ respond to power app or flow ဆိုပြီးတော့အဲ့ဒါကိုနှိပ်လိုက်ပြီးဆိုရင်ဒီကောင်လေးကဒီလိုဝင်လာလိမ့်မယ်ဒီမှာ add input ဆိုပြီးနှိပ်က add input ကဘာလို့နှိပ်ကြမလဲဆိုတော့ဒီမှာကျွန်တော်တို့ရှေ့ရလာတဲ့ဟာ text လား number လား boolean yes or no လား file နေလား data တွေ date တွေလားဆိုတဲ့ဟာကိုကျွန်တော်ရွေးပေးရမယ်အဲ့မှာတခုပြောစရာရှိတာကကျွန်တော်တို့ဒီဘက်မှာအစဉ်တိုင်းလုပ်ထားတယ် UR email တင်းတီတာyour department slash product priority purpose deadline ဒီကောင်တွေအစဉ်လိုက်လုပ်ထားသလိုဒီထဲမှာလည်း submit ကိုနှိပ်မယ်ဆိုရင်အစဉ်လိုက်တိုင်းဖြစ်ကြမယ်ဒီနှစ်ခုကအစဉ်လိုက်တိုင်းဖြစ်ကြမယ်တကယ်လို့နေရာလွဲနေတယ်ဆိုရင်ကိုက email နေရာကို name နေရောက်သွားမယ်တင်းတီတာနေရာကို priority ရောက်သွားမယ်အဲ့လိုတွေတလွဲတချော်တွေဖြစ်ကုန်လိုက်မယ်အဲ့တော့ဒီဟာကိုထည့်မယ်ပေါ့လေဒါဒီထဲမှာကျွန်တော် email ထည့်လိုက်တယ်ဒီဟာနဲ့ပဲထည့်တယ် test နဲ့ကနေထည့်လိုက်တယ်အကုန်လုံးဒီလိုထည့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ကြရင်ဘာဆက်လုပ်ကြမလဲဒီ power app ကိုပြန်သွားမယ် power app ကိုသွားပြီး submit ကိုနှိပ်လိုက်ဟိုဘက်ကို data ရောက်မှာဖြစ်တဲ့အတွက်ဒီမှာဘာထည့်လဲဆိုတော့ id generate.run ဒီကောင်ကနာမည်ကျွန်တော်တို့ဒီ power automate နာမည်ဒီမှာ generate. သူ့ကို run မှာဖြစ်တယ်အရင်ဆုံးခုနကဒီမှာဗာထည့်တာလဲ email ထည့်ထားတယ်အဲ့တော့ကျွန်တော်တို့ email အကွက်ထည့်ရမယ်ဒီ email အကွက်ကနာမည်ကဒီအကွက်လေးရဲ့နာမည်က data get volume 7ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ပြန်ကြည့်မယ် data get volume 7 value 7.text သူက text ဖြစ်တယ်လို့ text ပြီးတော့ရင်ဒီမှာ deadline ကလည်းသူက text အနေနဲ့ပဲဝင်သွားမှာအဲ့တော့ .text နဲ့ပဲသွားမယ်ဟုတ်ပြီနောက်တစ်ခုကဘာဖြစ်မလဲဆိုတော့ဒီဘက်မှာသွားကြည့်လိုက်မယ်တင်းလီတာ email ဆိုတာလေ text အနေနဲ့ပဲဝင်မှာအဲ့တော့သူရဲ့ကတ်နာမည်က data get volume
test အနေနဲ့ဝင်မယ်နောက်တစ်ခုသွားကြည့်မယ် under your department ကကြတော့ select ရွေးတယ် drop down ပေါင်းနဲ့ရွေးတာဖြစ်သွားပြီဖြစ်တဲ့အတွက်ဒီကောင်က test 15တော့သူ့ကိုဘာထည့်ပေးရဆိုတော့ select dot value ဆိုပြီးတော့ထည့်ပေးရတယ် dot down ပေါင်းဆိုရင် select dot value test ဆိုရင် dot test select မတပါဘူးပေါ့လေ dot test နဲ့ထည့်မယ် okay ပြီးပြီနောက်တစ်ခုကဘာဆက်ပြီးတော့လုပ်ချင်လဲဆိုတော့purpose ကဒီခါလေးကျရင်မရေးတာရှိတယ်ဘာရှိတယ်ရေးလဲရတယ်မရေးလဲရတယ်အဲ့လိုဖြစ်အောင်လို့အတွက်ကျွန်တော်တို့ကတကယ်လို့မရေးဘူးဆိုရင်ဒီထက်မှာ data ဘာမှပါမလားဆိုနားဖြစ်တယ်ဆိုပြီးပြကျင်တယ်တကယ်လို့ user မထည့်ပဲဘာမှမထည့်ပဲတကယ်လို့နားဖြစ်တယ်မဖြစ်ဘူးမထည့်တာဆိုရင် user ဘာမှမထည့်ဘဲနဲ့နှိပ်လိုက်မယ်ဆိုရင် error တက်သွားလိမ့်မယ်အဲ့တော့ဘာမှမထည့်လဲနားဆိုပြီးပြအောင်သူက data get follow 10အဲ့တော့ data get follow 10ကဘာလုပ်မလဲဆိုတော့ဒီလိုလေးရိုက်လိုက်မယ်ရိုက်ပြီးသွားရင် dot test သူကဘာဖြစ်မလဲဆိုတော့ဘာမှမရိုက်ဘူးဆိုပြီးနားအနေနဲ့ပဲထည့်ပေးလိုက်ပါဆိုပြီးတော့လုပ်ပေးလိုက်မယ်နောက် date and time မှာကြတော့ကျွန်တော်ဒီ date and time ရွေးတဲ့ပေါင်းနဲ့ရွေးရတာဖြစ်တဲ့အတွက်သူ့ကို test ဆိုပြီးချိန်ထားလိုက်တယ်ပြီးသွားရင်သူ့ရဲ့ပေါင်းနာမည်ကဒီကောင် data get volume 16/date သူ့ကိုရေးရရဲ့ date ဒီလိုပြမယ်ဆိုတဲ့အတွက်ဒီလိုရေးပြီးသွားရင်နောက်တစ်ခုကကြတော့ဘယ်လိုဆက်သွားမလဲဆိုတော့ link video link မှာသူ့ရဲ့ video link က volume 1ဒီလိုအဲ့ဒါကြောင့်ဒီ volume 1ကိုဒီလိုမျိုးခုနအတိုင်းပဲနားဆိုပြီးချိန်ထားရတယ်ဒီက link ကလည်းထည့်ပေးလိုက်ရတယ်မထည့်ပေးလိုက်ရတယ် data ပါလာလဲရတယ်မပါလာလဲရတယ်ပြီးသွားရင် request type ထည့်လိုက် request type လည်းသူ့ရဲ့ဟိုပါပဲ data get volume 12အဲ့တော့အောက်ဆုံးမှာ data get volume 12 request type ကဒီမှာအောက်ဆုံးမှာ link ဒီလိုဒီဘက်ကအစဉ်အတိုင်းဖြစ်လို့ဒီဘက်မှာလည်းဒီလိုအစဉ်အတိုင်းဖြစ်ကြမယ် okay အဲ့လိုပြီးသွားပြီဆိုရင်ကျွန်တော်တို့စေနှိပ်လိုက်ပြီဆိုရင်ရပြီ data ကိုsubmit နှိပ်လိုက်လို့ရှိရင် data ရောက်သွားလားမရောက်သွားလားဒီမှာပေါက်လေးအနေနဲ့ပြကျင်တာဖြစ်တဲ့အတွက် notif ဆိုပြီးတော့ ticket submit successfully ဒီမှာကြိုက်တဲ့စာရေးလို့ရတယ် semicolon နဲ့မှာ notification type က success ဆိုပြီးပြမယ် okay အဲ့ဒါဆိုရင် data တွေဖြည့်မယ်ဖြည့်ပြီးသွားရင် submit နှိပ်လိုက်တာနဲ့ automation တွေကိုရောက်ပြီးတော့ automation ကဆက်လုပ်မယ် okay ဒီဘိုင်းကဒီခဏထားပြီးတော့ automation ကိုသွားမယ် automation မှာဘာဆက်လုပ်မလဲဆိုတော့အရင်ဆုံး ID generator ကိုအရင်ကျွန်တော်တို့ယူမယ် ID generator ဘာလို့ယူမလဲဆိုတော့ID ကို auto generate ပဲလုပ်ထားတာကျွန်တော်တို့ရိုက်ထည့်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီပေါ်မှာကျွန်တော်တို့ရဲ့ site ကိုရွေးထားတယ်ပြီးသွားရင်ခုနကလုပ်တဲ့ ticket ID ဆိုတဲ့နာမည်ကိုရွေးလိုက်တယ်ပြီးသွားရင်ဒီမှာ ID ကိုတစ်တိုးသွားမှဖြစ်တဲ့ ID နေရာမှာ1ထည့်လိုက်တယ်ရပြီပြီးသွားရင် compose ထည့်မယ်ဆိုရင်လည်းသူကဒီကနှိပ်အပေါင်းနှိပ်compose ဆိုရင်ဒီကောင်နှိပ်လိုက်ပြီဆိုတာနဲ့ဒီ compose ဝင်သွားမယ်ဒီထက်မှာ formula ဘယ်လိုရေးမလဲဆိုတော့ဒီတော့မှာသူ့ကို add ပေါင်းမယ် integer output က get item ကိုပြန်ယူမယ်ယူပြီးသွားရင်သူက less id ဆိုတာကျွန်တော်တို့ဒီ share point မှာလောက်ထားတဲ့ဒီ less id ဒီကောင်ကိုယူမှာဖြစ်တဲ့အတွက်ဒီ less id ကိုပြန်ထည့်ပေးပါသူဘာလုပ်မလဲတိုးသွားမှာokay ပြီးသွားပြီဆိုရင် create item ဒီ create item က share point ကခုန table နှစ်ခုရှိတယ်ဒီ id generate လုပ်တဲ့ table ရဲ့ဒီကျွန်တော်တို့ ticket တွေတင်မဲ့ table ပေါ့တွားပြီးတော့ထည့်ပေးမှာဆိုတော့ create id လုပ်ပေးမယ် create item လုပ်ပေးမယ်ကျွန်တော်တို့ရဲ့ site ကိုပဲယူပြီးသွားရင်ကျွန်တော်တို့ခုနက share point မှာနာမည်ပေးထားတယ်ဒီနာမည်လေးကိုပဲဒီမှာတွားပြီးတော့ယူပေးလိုက်ရင်ရပြီရွေးပြီးသွားပြီဆိုရင်တော့ဒီမှာဘောက်တွေဆက်ကြလာလိမ့်မယ်ဘောက်တွေဆက်ကြလာရင်ဘာတွေထည့်ပေးရမလဲလို့ကျွန်တော်တို့ရှေ့မှာထည့်ခဲ့ကျွန်တော်တို့ဒီနေရာမှာသတ်မှတ်ထားပေးခဲ့တဲ့ဘောက်တွေရှိတယ်အဲ့မှာ तू ကဘယ်လိုရွေးရမလဲဆိုတော့ဒီပြီးကောင်လေးကိုနှိပ်ပြီးသွားရင်ဒီမှာဒီကရွေးပြီးသွားရုံပဲတက်ဆိုင်အောင်ရွေးပြီးသွားအောင်မယ် email ဆိုရင် email ဆိုတဲ့ဟာကိုရွေးတင်းလီတာကိုရွေးအကုန်ရွေးပြီးသွားရုံပဲokay ရွေးပြီးသွားမယ်အကုန်ထည့်ပြီးသွားပြီဆိုရင်ပြီးရင် edit item ဆိုတာဆက်ပြီးတော့ထည့်ပေးရမယ် edit item ကလည်းခုနကလိုပဲရွေးပေးရမယ် email site address ထည့်ရမယ် ticket id ဒီမှာကျတော့ edit ဖြစ်မှာဖြစ်တဲ့အတွက်ဒီကနေပြီးတော့ယူထားတဲ့ id ကိုဒီကျွန်တော်ပြန်ပြီး edit လုပ်မှာဆိုတော့သူ့ကိုအောက်ထပ်ပြီးတော့တစ်တိုးပေးရမယ်သူမှာ less id ဆိုပြီးတော့ဒီမှာ output.compose ဆိုပြီးတော့ formula ရေးပြထားရမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီကောင်ကဟိုဘက်ကနေပြီးတော့ power app form ကနေပြီးတော့ submit နှိပ်လိုက်ပြီးဆိုတာ ਨੇ ဒီမှာ id ရော data ရော generate လုပ်ပြီးတော့ table တွေကိုဝင်သွားမယ်တက်ဆိုင်ရာ department တင်လိုက်တဲ့ ticket က data တွေကဒီထဲကိုဝင်သွားမယ်အဲ့ data တွေကိုကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့ data တွေကိုကျွန်တော်တို့ marketing ရဲ့ manager တွေသို့မဟုတ် head တွေအဲ့ကိုပို့မယ် approve reject တောင်းဖို့အတွက်ပို့မယ်အဲ့တော့ဘာဆက်ပြီးကျွန်တော်တို့ဒီထဲမှာချိန်မလဲဆိုတော့
waiting approval ဆိုတဲ့တက်လေးတစ်ခုထပ်ချိန်မယ်ပေါ့လေအဲ့ပါလေဒီမှာရှာလိုက် start and wait for the approval ဆိုပြီးရှာလိုက်ရှာပြီးသွားရင်ဒီမှာထည့်လိုက်မယ်ကျွန်တော်တို့ကဒီမှာဘာရွေးမဲ့ဆိုတော့ custom response wait for once response ဒါဆိုရင်အပေါ်ဆုံးကဆိုရင်လူတိုင်းကနေပြီးတော့ဥပမာ9ယောက်ရှိတယ် approve ပေးရမယ့်လူ9ယောက်ရှိတော့9ယောက်လုံး approve ပေးမှာဒီကောင် approve ဖြစ်မှာတယောက်ဟိုတယောက်ဂျန်နေမ approve မဖြစ်ဘူးဒီဟာဆိုရင်တယောက် approve ပေးရတဲ့အကုန် approve ဖြစ်မယ်အဲ့လိုမျိုးပေါ့ဒီကောင်ဆိုရင် one all response မဟုတ်တော့ဘဲဒီကောင်ဒီဟာကိုရွေးလိုက်မယ် waiting for one response တယောက် response ပေးတာနဲ့ရပြီအဲ့တော့ကျွန်တော်တို့ဒီမှာဒီဘောက်ထဲမှာပါနေ approve ရယ် reject နှစ်ခုတတ်မှတ်ပေးလိုက်မယ်ပြီးသွားရင်ဘာထည့်မလဲကျွန်တော်တို့ ticket ဒီမှာခေါင်းစဉ်ကြိုက်တဲ့ဟာပေးလို့ရတယ်ပြီးရင်ကျွန်တော်တို့ title ထည့်မယ် title ဆိုတာဘယ်ကလာတဲ့ title ဖြစ်မလဲဆိုတော့ဒီမှာ title က create item ကလာတဲ့ title လေးထည့်မယ်ဒီ title ကိုထည့်မယ်ပြီးရင် request type ကိုရေးမယ်ဆိုရင်ကျွန်တော်တို့ဟိုးရှေ့ဟာကိုတွားယူလို့ရတယ်ဟိုရှေ့ကဒီပေါ်ဆုံးကလေဒီပေါ်ဆုံးကဒါကိုတွားပြီးတော့ယူလို့ရတယ်ဒီမှာတော့ပါလာတယ် request type အမျိုးအစားဘာအကြောင်းအရာကို request လုပ်ချင်တာလဲရပြီဆိုရင်ပြီးရင်ဒီမှာအကြောင်းအရာတွေတောက်လျှောက်ထည့်ရေးလို့ရတယ် approve reject တောင်းပါလဲဆိုတာဒီမှာ email မှာ approve reject နေရာမှာထည့်ပေးရတယ်ဒီ assign to နေရာမှာထည့်ပေးရမယ်ပြီးတော့ရင်အောက်မှာ notification yes လုပ်ပေးထားရမယ်အဲ့ဒီဘက် assign ကို no လုပ်ပေးထားရမယ်ဒါရပြီဆိုရင်ကျွန်တော်တို့အောက်မှာ condition စစ်မယ်ပေါ့အဓိကတော့ condition စစ်မယ်ဆိုတာ for you ကတော့ auto တက်သွားမှာပေါ့အဲ condition စစ်မယ်ဆိုတော့ approve reject ကနေပြီးတော့လာမယ်ပေါ့ approve ကိုဒီမှာအဲ့မှာဘာ ထည့်ပေးရမလဲဆိုတော့ equal to နဲ့ထည့်ပေးရမယ် equal to က approve ဆိုတဲ့ဟာဒီ response ကလာတာ approve ဖြစ်ခဲ့မယ်ဆိုရင် true ဘက်ကိုသွားမယ်ဒီ response မှာ reject ဖြစ်ခဲ့မယ် approve မဟုတ်ဘူးဒီမှာဘာမှမဖြစ်ဘူး reject ဖြစ်ခဲ့မယ်ဆိုရင်ဒီ false ဘက်ကိုသွားမယ်ဟုတ်ပြီ reject ဖြစ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ email တွေနဲ့ထပ်ချိန်ပြီးတော့မင်းရဲ့ ticket ကို reject လုပ်လိုက်ပါတယ်ဘာညာဆိုပြီးတော့စာရေးပြီးတော့ပြန်ပြီးတော့ ticket တွေနဲ့လို့ email ပြန်ပို့လို့ရမယ်ဒီဘက်မှာကျတော့ approve ဆက်သွားမယ်ဆိုရင်တော့တက်ဆိုင်ရာ brand ကိုင်တဲ့လူရှိကိုပြန်သွားမယ်ဆိုတော့အမှကျွန်တော်တို့ကဘယ်လိုလုပ်ထားလဲဆိုတော့ switch ထက်ခံတယ် switch ထက်ခံတယ်ဆိုတော့ product နဲ့ပြန်ပြီး switch ခံထားတယ်ဒီ product ကဟုတ်ပြီ product ကကျွန်တော်ဒီ table မှာပြန်သွားကြည့်မယ် product ကဘာ product ဖြစ်မလဲဥပမာပြည်ကုန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ product လားဥပမာ service ပေးတဲ့ product လားဆိုတာဒီမှာပါမှာဖြစ်တဲ့အတွက်ဒီမှာ product နဲ့သူက switch လုပ်မယ် product switch လုပ်မယ်ဆိုရင်သူကကျွန်တော်တို့ဒီမှာဘာရွေးမလဲဆိုတော့ product ကိုရွေးမယ် select product ကိုရွေးလိုက်မယ်ရွေးလိုက်ပြီးဆိုရင် product ဥပမာ product ကဥပမာဒီမှာထပ်ပြီးတော့ပေါင်းလို့ရတယ်ဒီ case 1မှာဒီမှာC နဲ့ပတ်သက်တဲ့ product case 2မှာလုံးနဲ့ပတ်သက်တဲ့ product နော် case 3မှာကားနဲ့ပတ်သက်တဲ့ product default ဆိုရင်ဘာပဲဖြစ်ဝင်ဆိုတဲ့ဟာမျိုးလောက်ထားတာပေါ့အဲဒါဆိုရင်ဒီကောင်က product ကြီးကိုတန်းပြီးတော့ assign ချသွားမယ်ဒီအောက်ထဲမှာဗာဆက်ထည့်လို့ရလဲဆိုတော့ message ပို့မယ်တင်းရဲ့ group ထဲမှာ message ပို့တာထည့်လို့ရတယ်ပြီးသွားရင် planner ထဲမှာ Microsoft planner ထဲမှာ assign ချအောင်လုပ်လို့ရတယ်ဒီညမှာဆက်ပြီးတော့နှိပ်သွားလို့ရတယ်တင်းထဲမှာmessage ပို့အောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ chat box နဲ့ရွေးထားမယ် chat with flow နဲ့ flow box ကနေပြီးတော့ပို့မယ်ဘယ်လိုပို့မှာလဲဒါ assign ချမယ်လူဒီညမှာ email ထည့်မယ်ပြီးသွားရင်အကြောင်းအရာတွေဒီမှာထည့်ပါမယ်အကြောင်းအရာထည့်မယ်ဆိုရင်လည်းဒီကနေပြီးပဲဘာအကြောင်းအရာတွေဆိုတာဒီမှာတစ်ခုချင်းစီအကုန်ထည့်သွားရုံပဲโอเคအဲ့ဒါဆိုရင်ဒီဘက်မှာပြီးသွားပြီဆိုရင် save ကိုနှိပ်လိုက်ပြီဆိုရင်ဘယ်လိုသွားဆမ်းမလဲဆိုတော့ကျွန်တော်တို့ဒီမှာအရင်ဆုံး ticket တင်မယ်ဆိုတော့ကျွန်တော်တို့ဒီနားက preview ဆိုတဲ့ app ကိုနှိပ်မယ် ticket form ဆိုတဲ့ cloud ကိုနှိပ်လိုက်မယ်အဲ့တော့ ticket ဝင်သွားဒီမှာကျွန်တော်တို့ဒါကျွန်တော် data တွေဖြည့်ပြီးသားဖြစ်နေလို့ဒီနေရာမှာတက်ဆိုင်ရာ data ကိုဖြည့်ပြီးသွားရင်ဟုတ်ပြီဒီမှာဒါပါတော့ important ပဲထားလိုက်မယ်ဟုတ်ပြီရပြီဆိုရင် submit form ကိုနှိပ်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့ team leader တော့မဟုတ် manager ချီကို approve ပေးမှာလား reject ပေးမှာလားဆိုပြီးတော့ဝင်သွားလိမ့်မယ်โอเคဒီမှာ ticket submitted successfully ဆိုဖြစ်သွားပြီโอเคဒီမှာဝင်လာပြီဆိုတော့ဟိုမှာကျွန်တော်တို့ရဲ့ team leader တွေတော့မဟုတ် manager ချီကိုဝင်လာပြီဆိုရင် approve ပေးမှာလား reject ပေးမှာလားဆိုကျွန်တော်တို့တောင်းလိုက်မယ်ဒီမှာ YDR2 ဖြစ်နေကြကျွန်တော်ရှေ့မှာ ticket တစ်ခုတင်ထားတာရှိလို့ YDR2 ဆိုပြီးပေါ်နေတာကျွန်တော်တို့ရှေ့မှာticket တင်ထားတာမရှိဘူးဆိုရင်1ကနေစလိုက်မယ်เนาะဒီမှာ data တွေဟုတ်ပြီကျွန်တော်တို့ approve ပေးလိုက်ပြီဆိုတာ ਨੇ ဘာလာမလဲဆိုတော့ကျွန်တော်ရှိကို assign ကြလိုက်မယ်ဟို flow ပေါ်ကနေပြီးတော့ okay ဒီမှာကျွန်တော်ရှိကို assign ကြလာပြီဒီမှာဆိုရင်ကျွန်တော်ရှိကို assign ကြလာပြီခုန ticket ကကျွန်တော်ရှိကို assign ကြပြီကျွန်တော်စပြီးတော့အလုပ်လုပ်လို့ရပြီ
ဒါက ticket flow တွေဖြစ်ပါတယ် share point မှာတွားပြီးတော့လဲစစ်လို့ရတယ် share point မှာ refresh တစ်ချက်ခောက်လိုက်မယ်ဆိုရင် data တွေဝင်နေတာတွေ့လိုက်မယ် okay ဒီမှာ data တွေဝင်နေပြီเนาะဒါရှိရတစ်ခုတင်ထားရှိအခုနတင်လိုက်တာ ticket 2 ကဒီမှာအဲ့ဒါပါပဲဟုတ်ကျေးဇူးတင်ပါတယ်